တနေ့မှာဒေးဗစ်ဟာကောလိပ်ဝင်ခွင့်စာတူလို့ယုံနဲ့ကောလိပ်တက်လို့ရတယ်ဆိုတာသိလိုက်ရတယ်ဒါကြောင့်လုံးဝအစစ်အမှန်လို့ထင်ရတဲ့စာတစ်စောင်ကိုရေးပြီးသူ့ဖေကိုသူကောလိပ်တက်ခဲ့တယ်လို့ပြောပြတယ်အဲ့ဒီနောက်သူ့တငယ်ချင်းစီသွားပြီးကောလိပ် website တူတစ်ခုတိစောက်ပေးဖို့တောင်းဆိုတယ်သူကိုယ်တိုင်ဝင်ခွင့်စာတူတစ်ခုလည်းလုပ်ပြီးတော့သူ့ကိုယ်ပိုင်စာတိုက်ပုံးထဲမှာထည့်လိုက်တယ်နောက်ပိုင်းမှာသူ့ဖေကစာကိုထုတ်ပြီးမင်းနာမည်ပါတဲ့စာတစ်စောင်ရှိတယ်လို့ပြောပြီးသူတို့ဖွင့်လိုက်တာနဲ့ဒေးဗစ်ကကြည့်ပါဦးငါကောလိပ်တက်ပြီးလို့ပြောတယ်သူ့မိကသူ့ကိုပျော်ရွှင်စွာဖတ်ပေမဲ့သူ့ဖေကတခုခုမားနေတယ်လို့ခံစားနေရတော့မယ်နောက်တနေ့မနက်မှာသူ့ဖေကကောလိပ် website ကနည်းနည်းထူးဆန်းနေတယ်လို့ပြောပြီးဒေးဗစ်ကိုပညာသင်ကြေးပေးနေတော့မယ်သူကိုယ်တိုင်ကောလိပ်ကိုကားနဲ့လိုက်ပို့ပေးမယ်လို့ပြောတယ်ဒေးဗစ်ကြောက်သွားတယ်သူ့တငယ်ချင်းတွေစီပြန်သွားပြီးတခုခုလုပ်ရမယ်လို့ပြောတယ်ပြီးတော့မိန်းကလေးတစ်ယောက်ကသူ့မှာအကြံဝင်ရှိတယ်လို့ပြောတယ်သူမကသူတို့ကိုနှစ်ပေါင်းများစွာပိတ်ထားတဲ့ဆေးရုံဟောင်းတစ်ခုကိုခေါ်သွားပြီးပြုပြင်မှုအချို့နဲ့ဒီနေရာကိုကောလိပ်အဖြစ်ပြောင်းလဲနိုင်တယ်လို့ပြောတယ်သူတို့အားလုံးနေရာကိုအတူတူတန်ရှင်းရေးလုပ်ကြတယ်ရေချိုးခန်းကအခြေအနေအဆိုးဆုံးပဲဒါပေမဲ့ရက်အနေငယ်ကြတော့စူးစမ်းအထုတ်ပြီးတဲ့နောက်မှာနေရာတစ်ခုလုံးကိုတကယ်ကောလိပ်လိုဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်အခုတော့သူတို့ကျောင်းအုပ်ကြီးတစ်ယောက်လိုအပ်နေပြီးသူတို့ဟာကျောင်းငယ်လေးတစ်ကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်ခဲ့ဘူးတဲ့တေးဂီတာတစ်ယောက်ကိုရှာတွေ့ခဲ့တဲ့အစပိုင်းမှာတော့သူကသူတို့ကိုကူညီဖို့ညှင်းဆန်ခဲ့ပေမဲ့အဲ့ဒီနေ့မှာပဲဖောက်တယ်တွေရဲ့တိုင်ကြားမှုကြောင့်အလုပ်ပြုတ်သွားတယ်နောက်ဆုံးတော့သူတို့ရဲ့ကျောင်းအုပ်ကြီးဖြစ်လာဖို့သဘောတူလိုက်တယ်သူတို့ကယောက်ျားလေးတွေကိုတကယ်ကျောင်းသားတွေလိုဟန်ဆောင်ဖို့ငွေပေးကြတယ်ပြီးတော့ဒေးဗစ်ရဲ့မိဘတွေကသူ့ကိုကောလိပ်ပို့တဲ့နေ့ရောက်လာတယ်အရာအလုံးကသူတို့အတွက်လုံးဝအစစ်အမှန်လို့ထင်ရတယ်ဒေးဗစ်ကသူ့ခန်းဖော်နဲ့တောင်မိတ်ဆက်ပေးတဲ့အစီအစဉ်ကအဆင်ပြေပေမဲ့ဒေးဗစ်ရဲ့အဖေကကျောင်းအုပ်ကြီးနဲ့တွားတွေ့တယ်အစပိုင်းမှာတော့သူတို့ရဲ့စကားဝိုင်းကအဆင်ပြေသွားပေမဲ့ခဏကြာအဲ့တော့ကျောင်းအုပ်ကြီးကထူးဆန်းတဲ့စကားတွေပြောလာပြီးဒေးဗစ်ရဲ့အဖေကတန်တရားဝင်လာတယ်ဒေးဗစ်ကအခြေအနေကိုဟာတာအဖြစ်ပြောင်းလဲပြီးဖုံးကွယ်ထားနိုင်ခဲ့တယ်သူ့အဖေကပြုံးပြီးအိမ်ပြန်သွားပေမဲ့တကယ်ပြဿနာကစတင်တော့မှာပါနောက်တနေ့မှာသူစိမ်းတစ်ယောက်ကကောလိပ်ထဲကိုဝင်လာပြီးသူတို့ရဲ့ website ကိုရှာတွေ့ပြီးအဲ့ဒီမှာဝင်ခွင့်ရခဲ့တယ်လို့ပြောပါတယ်ဒေးဗစ်ကဒီလူယူနေတယ်လို့ထင်ပြီးကုသမှုခံယူဖို့ရောက်လာတာလို့ထင်ပေမဲ့တေးဂီတာကောင်လေးကသူ့နဲ့အတူကျောင်းသားတွေပို့လာတယ်လို့ပြောပါတယ်ဒေးဗစ်အပြင်ကိုထွက်အဲ့လာတော့ကောလိပ်ရှိမှာကျောင်းသားအုပ်ကြီးရက်နေတာကိုမြင်တော့အံ့အားသင့်သွားပါတယ်အယူဆုံးကတော့သူတို့အားလုံးကကျောင်းလက်ခ9နှစ်စာကြိုတင်ပေးဆောင်ပြီးသားပါဒေးဗစ်သူ့ဘဝတစ်လျှောက်လုံးတက်တောင့်တက်တာနေနိုင်မဲ့ငွေတွေအများကြီးရှိပါတယ်ဒေးဗစ်ကစင်မြင့်ပေါ်တက်ပြီးလူတိုင်းကိုအမှန်တိုင်းပြောတင်တယ်လို့ထင်ပေမဲ့ကျောင်းသားတစ်ယောက်က trap ပြီးကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ဘယ်ကောလိပ်မှဝင်ခွင့်မရခဲ့ပေမဲ့ခင်ဗျားကကျွန်တော်ကိုအခွင့်အရေးပေးခဲ့တယ်လို့ပြောပါတယ်လူတိုင်းကလက်ခုပ်တီးကြပါတယ်ဒေးဗစ်က website ကနေတဆင့်ကောလိပ်ကိုရှာတွေ့ပြီးကိုယ့်ဘာသာကိုရှောက်ထားတဲ့ကျောင်းသားဘယ်နှစ်ယောက်ရှိလဲလို့မေးပါတယ်ကျောင်းသားတိုင်းလက်ထောင်ကြပါတယ်အဲ့ဒီအချိန်မှာဒီကလေးတွေကစနစ်ကဘယ်တော့မှအခွင့်အရေးမပေးခဲ့တဲ့ကလေးတွေဖြစ်တယ်ဆိုတာဒေးဗစ်သဘောပေါက်သွားပါတယ်ဒေးဗစ်ကစင်မြင့်ပေါ်ကနေမိန်ကုန်းပြောပါတယ်သူကဒီအထိရောက်အောင်သွားနိုင်ရင်ဘယ်နေရာမဆိုရောက်အောင်သွားနိုင်တယ်မင်းမှာအရေးချင်းရှိတယ်မင်းကိုအခွင့်အရေးပေးမဲ့တယောက်ပဲလိုအပ်တယ်လို့ပြောပါတယ်ကျောင်းသားတွေအောင်ပွဲခံကြပေမဲ့ဒေးဗစ်ရဲ့တငယ်ချင်းကတော့ကြောက်နေစေဖြစ်ပြီးငါတို့ဖမ်းမိရင်ထောင်ချလိုက်မယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့ဒါကအတူအယောင်ကောလိပ်တစ်ခုမဟုတ်တော့လို့ပါ